ပြည်သူတွေပေါ်ဒုက္ခတွေပေးလို့နဲ့မြန်မာစတားကိုဖျက်သိမ်းဖို့တော့စစ်ကောင်စီကိုယ်တိုင်ကတော့နောက်ထပ်မြန်မာစတားရဲ့ season 3မရှိစေရဘူးဆိုပြီးတော့သတင်းတွေထုတ်ပြန်လာတာကိုတွေ့ရပါတယ်။အမြဲတမ်းဝမ်းနေပါတယ်။ဟုတ်လေဟုတ်ပါတယ်မြန်မာစတားရဲ့လောက်ရကလုံးဝကိုမဟုတ်တာပါ။အရင်ကမြန်မာ idol မြန်မာနိုင်ငံမှာတောက်လျှောက်လုပ်ခဲ့တယ်။အဲ့လောက်တည်းအငင်ပွားစရာအကြောင်းမရှိခဲ့ဘူး။အခုကလုံးဝကိုမြန်မာစတားရဲ့ပိုင်ရှင်ကငွေကြေးမဲ့နေတာတခုပဲရှိတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်။တချို့သောသူတွေကပတ်စံရှိတယ်ပတ်စံရှိတော့သူတို့ကြိုက်တဲ့သူကိုအရန်ကြီးအများကြီးပုံနိုင်တယ်တချို့သောသူတွေကပတ်စံရှိတဲ့မိသားစုကနေမွေးဖွားလာတယ်ဒါကြောင့်မလို့သူတို့ကိုယ်တိုင်ဗုဒ္ဓအများကြီးထောင်တောင်းကြီးဝေပြီးတော့ပို့ကြတယ်ဆိုတော့အဲ့ဒီကနေပဲအမတ်တွေအများကြီးယူတယ်ဆိုတာကလုံးဝမဖြစ်သင့်ဘူးဒါတွေကိုဒိုင်းဖြစ်တဲ့မိခလာတို့ဇင်းအောင်တို့ဟာလားစောကုဆဲတို့ကိုယ်တိုင်ကလေသူတို့ကိုယ်တိုင်ကအမှတ်ပြည့်တွေပေးထားရတာနဲ့ဘာကြောင့်ပြုတ်ချသွားတယ်လဲသူတို့အမှတ်နဲ့ပေးထားတဲ့သူတွေကပါသွားတယ်ဒါဘာကြောင့်လဲဆိုပြီးတော့ဒါကလုံးဝမဖြစ်သင့်ဘူးဒီပြိုင်ပွဲကတကယ်ကိုရည်ချင်းစစ်မှန်နေပေါ်လာတဲ့နော်တချင်းဆိုပြိုင်ပွဲကြီးဖြစ်တော့မှာမဟုတ်ဘူးဆိုပြီးတော့ဒိုင်းတွေကိုယ်တိုင်ကနော်မြန်မာစတားရဲ့ပိုင်ရှင်ကို complain တကယ်ကြားတာပဲဖြစ်ပါတယ်နော်လူများတကားတိကျတဲ့တက်တော်ပေါ်မှာခါဘာဆောင်းနေဆိုတဲ့ဟိုငယ်စင်ခါကပေးနော်တချင်းဆိုပြိုင်ပွဲတွေမှာတွေ့ရတတ်တဲ့ယူဝေဖြိုးဗျာယူဝေဖြိုးကိုမေခလာတို့ဇင်းအောင်တို့ကိုယ်တိုင်ကအမှတ်ပြည့်တွေပေးထားရတာနဲ့ဘာကြောင့်ပြုတ်ချခဲ့တယ်လဲနော်သူတို့ကိုယ်တိုင်ကမိခွန်းထုတ်ခြင်းစရာတွေဖြစ်လာခဲ့တာတွေဖြစ်ပါတယ်ယူဝေဖြိုးကိုအများသူကအနည်းဆုံးနော် top 3ထိတော့ဝင်နိုင်တယ်ဆိုပြီးတော့ခံမှန်းထားခဲ့ကြတာပါအခုတော့ယူဝေဖြိုးဟာစောစောစီးစီးပြိုင်ပွဲကနေထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်အခုလိုမျိုးဒိုင်းတွေရဲ့ကွန်ပလိန်တက်မှုကြောင့်မြန်မာစတားရဲ့ပိုင်ရှင်ဟာယူဝေဖြိုးကိုနောက်ထပ်တချင်းဆိုလာပြိုင်ဖို့ကိုဖိတ်ကြားခဲ့ပေမဲ့နော်ယူဝေဖြိုးကမြန်မာစတားနဲ့တလုံးလုံးဝမပတ်သက်တော့ဘူးဆိုပြီးတော့ညင်းဆိုလိုက်ပြီးတော့မြန်မာစတားရဲ့လောက်ရက်တွေကိုလုံးဝကိုလက်မခံနိုင်ဘူးဆိုပြီးတော့ယူဝေဖြိုးကိုယ်တိုင်ကပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ခုလိုမျိုးပြည်သူတွေကိုစိတ်ဒုက္ခမျိုးပေးနေတဲ့မြန်မာစတား season 3မရှိလာစေရဘူးဆိုပြီးတော့စစ်ကောင်စီဘက်ကတော့တုံ့ပြန်လိုက်ပြီးဖြစ်ပါတယ်ဗျမြန်မာစတားကတော့တမ်းပြီးဘွားကိုမကြခင်မှာပဲနော်အောင်မြင်လို့မလို့နဲ့အဆုံးသက်ရတော့မှာပဲဖြစ်ပါတယ်